နဂါးတွေတကယ်မရှိဘူးဆိုရင်ဘာကြောင့်လူမျိုးတိုင်းလိုလိုမှာနဂါးတွေရှိနေတာလဲပေါ့နော်ဆိုတော့ဒီလိုစဉ်းစားကြည့်ပါလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်တုန်းကတင်အသက်ရှိနေတယ်လို့မြင်အောင်ကြည့်ပါအင်တာနက်မရှိဘူးရုပ်ရှင်မရှိဘူးကမ္ဘာတစ်ဖက်ကလူတွေဘာလို့ယုံကြည်နေကြလဲဆိုတာကိုမသိဘူးပေါ့နော်ကမ္ဘာတစ်ဖက်မှာလူသားတွေရှိနေတယ်ဆိုတာတော့မသိဘူးပေါ့နော်ဒါပေမဲ့အံ့ဩစရာကဒီမှာစတယ်တင်နဲ့မိုင်းထောင်ချီဝေးနေတဲ့နိုင်ငံတစ်နိုင်ငံမှာတင်နဲ့ဘယ်တော့မှမတွေ့ဘူးတဲ့လူတွေကလည်းနဂါးဆိုတဲ့တတဝါအကြောင်းကိုယုံကြည်ပြီးတော့ပုံဖော်ထားကြတယ်ဆိုတော့ဒါကဘလို့ဖြစ်နိုင်တာလဲပေါ့နော်နဂါးဆိုတာတကယ်မရှိတဲ့တဏှာကြီးလာတတဝါဆိုလို့ရှိရင်ဘာကြောင့်ယဉ်ကျေးမှုအမျိုးမျိုးမှာဒီလောက်တောင်စင်တူတဲ့နဂါးတွေပေါ်လာတာလဲပထမဆုံးကြားရင်တော့မယုံနိုင်စရာပဲတရုတ်မှာလည်းနဂါးရှိတယ်ဥရောပမှာလည်းနဂါးရှိတယ်ဂျပန်မှာလည်းနဂါးရှိတယ်ရှေးဟောင်းမက္ဆိုအမေရိကယဉ်ကျေးမှုမှာလည်းအမွေးပါတဲ့မွေဖျားတွေရှိဟိန္ဒူဘာသာမှာလည်းနာဂဆိုတာရှိရပေါ့နော်ဗုဒ္ဓဘာသာမှာတောင်မှပဲဗုဒ္ဓဖျားရှင်ဖျားဖြစ်ပြီးတဲ့နောက်မိုးတဲထန်စွာရွာနေတဲ့အချိန်မှာမုဆလိန်နာနဂါးမင်းကအကာအကွယ်ပေးခဲ့တယ်ဆိုတဲ့အကြောင်းအရာတွေကိုတွေ့ရတယ်ပေါ့နော်ဒါဆိုရင်နဂါးတွေကတကယ်ရှိခဲ့တာလားလက်ရှိသိပ္ပံပညာအရတော့နဂါးတွေတကယ်ရှိခဲ့တယ်ဆိုတာကိုသက်သေပြနိုင်တဲ့အထောက်အထားမရှိသေးပါဘူးနဂါးရဲ့အယူစုကိုမတွေ့ဘူးသေးဘူးတဏှာကြီးတဲ့လိုမျိုးပြန်နိုင်ပြီးတော့မီးမုံနိုင်တဲ့တတဝါရဲ့ကြောက်ဖြစ်ရုပ်ကျွင်းလည်းမတွေ့ရသေးပါဘူးဒါပေမဲ့ဒီမေကွန်းကသလောက်နဲ့ပြီးသွားတာတော့မဟုတ်ဘူးတကယ်တော့ဒီနေရာကနေစပြီးတော့ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းလာပါပြီတမိုင်းပညာရှင်တွေနဲ့သိပ္ပံပညာရှင်တွေကဖြစ်နိုင်ခြေတချို့ကိုတင်ပြထားကြတယ်ပထမတစ်ခုကလူသားအလုံးဟာတူညီတဲ့အန္တရာယ်တွေကိုကြောက်ရင်လည်းစင်ကဲပြောင်းလဲလာတာဖြစ်နိုင်တယ်ဥပမာမွေမိချောင်းချင်းတေးလိုမျိုးတာရဲတွေအပေါ်ကနေပြီးတော့ထိုးဆင်းတိုက်ခိုက်နိုင်တဲ့ငှက်တွေဒီအန္တရာယ်အလုံးကိုတတဝါတစ်ကောင်ထဲမှာပေါင်းဆက်လိုက်ရင်ကြီးမားတဲ့သွားတတဝါတစ်ကောင်ချွန်ထက်တဲ့လက်သေးတွေအန်သွားတွေတခါတလေအတောင်တွေလည်းပါတယ်တခါတလေအစိတ်ရှိတယ်တခါတလေမီးတောင်မှုန့်နိုင်တယ်ဆိုတော့အဲ့ဒါကငကားနဲ့တော်တော်တူသွားပါတယ်နောက်ထပ်အယူဆတစ်ခုကတော့ကြောက်ဖြစ်ရုပ်ကျွန်းတွေပါလွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာတုန်းကလဲထွင်ရင်းနဲ့အလွန်ကြီးမားတဲ့အယိုးတွေတွေ့တယ်လို့စဉ်းစားကြည့်ပါဒိုင်နိုဆောဆိုတာဘာမှမသိဘူးဒါဆိုရင်တင်ပါလို့ထင်မလဲအေယာမတတော်ကြီးတစ်ကောင်ရဲ့အယိုးပဲဖြစ်ရမယ်ဒီလိုအသွေးတွေကငကားတဏှာကြီးတွေရဲ့အစာဖြစ်နိုင်တယ်လို့ပညာရှင်တချို့ကယူဆကြပါတယ်ဒါတင်မကသေးဘူးဒီနေ့ဒီအသက်ရှင်နေတဲ့သရိတ်ဆန်တချို့ကိုကြည့်ရင်လည်းငကားကိုသတိရစေပါတယ်ကိုမိုတိုဒရာဂွန်ရေငမ်းမိချောင်းမွေဟောက်ပရင်ဒီတတဝါတွေကိုမြင်ဘူးတဲ့လူတွေကသူတို့ရဲ့အတွေ့အကြုံကိုမျိုးဆက်အလိုက်ပြန်ပြောကြရင်လည်းဇလန်းတွေကတဖြည်းဖြည်းပိုကြီးလာပြီးတော့နောက်ဆုံးငကားဖြစ်သွားတာလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့လူတော်တော်များများသတိမထားမိတာတစ်ခုရှိတယ်ငကားလုံးကတူတာတော့မဟုတ်ဘူးဥရောပငကားတွေကများတော့အဖြစ်ဆိုရင်မကောင်းတဲ့ဓာတ်တွေကိုယူဆောင်လာတယ်မီးမုတ်တယ်ရတနာတွေကိုစောင့်တယ်နောက်ဆုံးဒူရဲကောင်းကအနိုင်ယူလိုက်တယ်တရုတ်ငကားတွေကြတော့လုံးဝပြောင်းပြန်မယ်မိုးရွာစေတယ်ပညာကိုစားပြုတယ်ကံကောင်းခြင်းနဲ့ချမ်းသာခြင်းတွေရဲ့သင်္ကေတဖြစ်တယ်ဗုဒ္ဓဘာသာတွေကငကားတွေကလည်းမကောင်းဆိုးဝါးမဟုတ်ဘူးတချို့ကဗုဒ္ဓသာရဏကိုကာကွယ်တဲ့တတဝါတွေဖြစ်နေဖော်ပြထားတယ်ဒီလိုနဲ့ဗုဒ္ဓဘာသာတရုတ်နိုင်ငံကိုရောက်တဲ့အခါမှာတော့ငကားကိုဒီနေ့ခေတ်မှာယဉ်နီးနေတဲ့ငကားပုံစံအနေနဲ့ဖော်ပြလာကြပါတယ်အတိတ်ပဲကအတူတူပါပဲဒါပေမဲ့ယဉ်ကျေးမှုနဲ့အမှုပညာပုံစံကမတူပါဘူးဒါကအရေးကြီးတဲ့သဲလွန်စားတစ်ခုဖြစ်နိုင်ပါတယ်ငကားဆိုတာကတစ်ချိန်ကတကယ်ရှိခဲ့တဲ့တတဝါတစ်မျိုးကိုလူတိုင်းမှတ်မိနေကြတာမဟုတ်ပဲနဲ့လူယဉ်ကျေးမှုတိုင်းကကိုယ့်အမြင်နဲ့ကိုယ်ပုံဖော်ထားတဲ့စိတ်ကူးတစ်ခုဖြစ်နိုင်ပါတယ်တချို့တွေတော့အကာအကွယ်ပေးတဲ့လူတချို့တွေတော့မကောင်းဆိုးဝါးတစ်ကောင်တချို့တော့မူရေကံကောင်းခြင်းတွေကိုယူဆောင်လာတယ်တချို့တော့အသိပညာကိုကိုးစားပြုတယ်တချို့တော့တဘာဝရဲ့အင်အားကိုကိုးစားပြုတဲ့သင်္ကေတဖြစ်တယ်ဒါဆိုဒီဆွေးနွေးမှုရဲ့အဆုံးသတ်ကပါလဲကမ္ဘာတစ်ဝန်းမှာငကားတွေပေါ်လာတာကငကားတွေတကယ်ရှိခဲ့တယ်ဆိုတာကိုသက်သေမပြနိုင်ပါဘူးဒါပေမဲ့အဲ့ဒီအချက်ကိုအရေးမပါတဲ့တိုက်ဆိုင်မှုလို့လည်းပြောလို့မရပါဘူးဒါကလူသားတွေဟာတဘာဝကိုကြည့်တယ်အန္တရာယ်ကိုကြုံတယ်နားမလည်တဲ့အရာတွေကိုအတိတ်ပဲဖွင့်ဖို့ကြိုးစားတယ်ပြီးတော့သူတို့ရဲ့အတွေ့အကြုံကိုပုံပြင်တွေဖြစ်ဖန်တီးခဲ့ကြတယ်ဆိုတာကိုပြသနေတယ်ငကားတွေဟာအန္တရာယ်ရှိတဲ့တရိษံတွေကြောင့်ဖြစ်လာတာလားကြောက်ဖြစ်ရုပ်ကျွင်းတွေကြောင့်လားလူအုံနောက်ရဲ့တဘာဝကြောင့်လားဘာသာရေးယုံကြည်ချက်တွေကြောင့်လားဒါမှမဟုတ်အားလုံးပေါင်းစပ်ထားတာလားဘယ်သူမှအတိအကျမပြောနိုင်သေးပါဘူးဒါပေမဲ့တေချာတာတစ်ခုတော့ရှိတယ်ငကားတွေအကြောင်းကိုလေ့လာလိုက်တဲ့အခါမှာငကားတွေအကြောင်းထက်ကိုလူသားတွေအကြောင်းကိုပိုပြီးသိလာရတယ်ဒါကြောင့်တကယ်မေကုန်းကငကားတွေတကယ်ရှိခဲ့သလားဆိုတာမဟုတ်ဘဲနဲ့ဘာကြောင့်မိုင်းထောင်ကြီးကွာဝေးနေတဲ့လူသားတွေကအံ့ဩစရာကောင်းလောက်အောင်စင်တူတဲ့ငကားတစ်ကောင်ကိုစိတ်ကူးရင်ခဲ့ကြတာလဲအဲ့ဒီမေကုန်းကဒီနေ့ထိအဖြေရှာနေစေပဲအနည်းတစ်ခုပဲဖြစ်ပါတယ်